စ်ဖြိုးတရားမောင်ချစ်ဖြိုးတရားမောင်သမီးလေးဒီတို့အောင်ဒီကင်းကြီးမောင်ခင်လေးကအောင်ချစ်ဖြိုးတရားအောင်မဝင်ဝေအောင်အားလေးမောင်ပြည့်စုံအောင်ဒီသားစုမှာမဏိနာယာမညတော်ကျောင်းတိုက်အာယာဝင်းကျောင်းမလင်းတန်ကျောင်းသုံးသက်ကျောင်းဆောင်ကြီးဒုကြရာတင်အတစ်တပံပြန်လေဆောင်းလို့သူတိုင်းရန်အတွက်အလူတော်ကြီးစေသိချက်တို့ကိုလူရန်ပါဤရှင်တရားဒီကောင်းမှုကြောင့်ပြီးတော်လို့ဒီသားသူများပြီးအသက်ရှင်ခြင်းဆန္ဒခြင်းဆန္ဒများခြင်းပွားကြီးခြင်းဉာဏ်ပညာကြီးခြင်းဘောဓကုအာမိတော်ကြီးခြင်းဒီအမျိုးမျိုးယောဂအမျိုးမျိုးပြီးတော့နော်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကျင်းဝေးကြပြီအဆုံးဘဝခေါ်တော်လာနိုင်နိဗ္ဗာန်ကိုဘဝတူတူနဲ့မျက်မှောက်ပြုနိုင်တော့တော်ကောင်းသာစုများသိရပါလို့ဘုရားရှင်ဘုရားဒီနေ့ယခုရရတော့ကုသိုလ်ကောင်းမှုကြီးအဖို့ပါကတရားကိုအဖြစ်ဝယ်လို့ဒီအားငယ်လေးမောင်ချစ်ကျိုးသူရမောင်ကြီးဝေငါပါကုန်၏အမြရ၍ဝမ်းမြောက်မှုမောသာဓုမောရဏဟောဆိုနိုင်ပါသည်တည်းအားလုံးကြာကြာသမျှမြယူတော်မူကြပါကုန်လောသာဓုအားလုံးကြာကြာသမျှ